အခုလိုပူပြင်းလာတဲ့နွေရာသီမှာမိတ်ကပ်ကွက်တာချွေးရမ်းထွက်ပြီးတော့မိတ်ကပ်ပြတ်တာတွေမဖြစ်ဖို့ primer လေးတော့လိမ့်ဖို့လိုအပ်မယ်နော်ညီမတို့ဆိုင်မှာရှိတဲ့ကမ်မိတ်က moist spray primer လေးကရေတက်ပြေးသွားပြီးဆူဆူကြည်ကြည်လေးဖြစ်စေပါတယ်7နာရီကြာမိတ်ကပ်သားကိုထိမ့်ပေးတာကြောင့်မျက်နှာလေးကိုပန်းရောင်တဲပြီး healthy လို့ပုံစံလေးရစေပါတယ်SPF 20H ပါလို့နေအောင်တန်းအောင်ကာကွယ်ပေးပါရနော်ညီမတို့ဆိုင်မှာတော့နံပါတ်2တရောင်လေးရောက်ထားပါတယ်နော်မိတ်ကပ်လိမ့်တဲ့အခါမျက်ကွင်းညိုတာနဲ့အမဲဆက်တွေကကိုယ့်ရဲ့အလှကိုဖျက်ဆီးစေပါတယ်နော်။ဒါကြောင့်မျက်ကွင်းညိုတာနဲ့အမဲဆက်တွေကိုကားပါးရီကောင်းကောင်းပေးနိုင်တဲ့ကမ်မိတာခွက်တဲ့ကွန်ဆယ်လာရဲ့တမျိုးညီမတို့ဆိုင်မှာရောက်ရှိထားပါတယ်နော်။သူက01 02ဆိုပြီး2ရောင်လေးရှိပါတယ်နော်။01လေးကတော့အသားဖြူတဲ့လူတွေအတွက်အဆင်ပြေပြီးတော့02လေးကတော့အသားဖြူရောအသားလက်တဲ့လူတွေအတွက်ပို့အဆင်ပြေပါတယ်နော်။သူ့မှာက SPF 30တောင်ပါတော့နေအောင်တောင်လည်းကာကွယ်ပေးပါတယ်ရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်။